ကျမတို့ရဲ့ကန်တကီပြည်နယ်ဝက်ကခွင့်ပြုထားတဲ့ protein video မှာကြိုဆိုပါတယ်။ဘာတွေများရရှိနိုင်မလဲကြည့်လိုက်ကြရအောင်ပါ။ဒီစီဇန်မှာတော့ကြက်ဥ၊ပဲအထုပ်၊ပဲစစ်ဘူးနဲ့မြေပဲထောပတ်တို့ပါဝင်ပါတယ်။ကြက်ဥမှာဆိုရင်တော့ grade A အဖြူရောင်ကြက်ဥ cage free ကြက်ဥတရာစီရွေးချယ်ဝယ်ယူနိုင်ပါတယ်။ပဲထုတ်ပဲစေဘူးတို့နဲ့ပတ်သက်ပြီးသိမှရွေးချယ်စရာများစွာရှိပါတယ်။ပဲထုတ်နဲ့ပဲစေဘူးမျိုးမျိုးကို15အောင်စာမှ16အောင်စာထိဝယ်ယူခွင့်ပြုထားပါတယ်။ဥပမာအဖြစ် black eye, Gabano, Great Northern, Kidney, Lanit, Mix, Navy Pinto နဲ့ Red Bean တို့ပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့မြေပဲထုတ်ပတ်ကြောင်းပြောကြရအောင်ပါ။16အောင်စာမှ18အောင်စာဘူးများထဲမှာ cranky, creamy, crunchy သို့မဟုတ် extra crunchy အမှတ်တံဆိပ်များကိုသင်ရွေးချယ်ဝယ်ယူနိုင်ပါတယ်